ထိုင်းစကားပြောတဲ့ချင်းရဲ့အကျိုး၃မျိုးကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်။ကိုကထိုင်းနိုင်ငံမှာတက္ကသိုလ်သွားတက်မယ်ဆိုလို့ရှိရင်ထိုင်းဘာသာစကားပြောတဲ့ချင်းကကို့အတွက်အများကြီးအကျိုးကျေးဇူးရှိပါတယ်။ဒီကနေမှခန့်ငင်းကအကျိုးအရှိဆုံး၃ချက်အကြောင်းကိုပြပြပေးပါမယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကိုကဒီထိုင်းတငယ်ချင်းတွေရတာပေါ့နော်။ကိုတက်တဲ့အကြောင်းက International Program နဲ့အင်္ဂလိပ်ဘာသာစကားကိုအဓိကသုံးပြီးတက်ရတာမလို့ထိုင်းစကားမတက်လဲအဆင်ပြေတယ်ဆိုပေမဲ့ထိုင်းနိုင်ငံကိုသွားပြီးတော့ကြတော့လေ့လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ပေါင်းတင်ဆက်ဆံမှုကျေပြန့်အောင်ဆိုလို့ရှိရင်တော့ထိုင်းစကားပြောတတ်ဖို့လိုပါတယ်။ထိုင်းစကားပြောတတ်ခြင်းအပြင်ထိုင်းနေနဲ့ပေါင်းတင်ဆက်ဆံရတာလွယ်ကူလာပြီးတော့ကြတော့ကိုကထိုင်းစကားတက်တဲ့အတွက်ကြောင့်မလို့လေသူတို့ရဲ့ဘာသာစကားကိုကောင်းကောင်းမွန်မွန်လေ့လာထားတယ်ဆိုပြီးတော့ကြတော့သူတို့ကလည်းပို့ပြီးတော့နှွေးထွေးစွာနဲ့ဆက်ဆံတာကိုခံရမှာပဲဖြစ်ပါတယ်။နံပါတ်2အနေနဲ့ကတော့အစားအသောက်အရန်အဆင်ပြေတာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ခန့်ငင်းတို့တွေမှာကလေအစားအသောက်တစ်ခုမှဆိုလို့ရှိရင်ကိုမကြိုက်တာတွေမစားတာတွေဆိုတာရှိပါတယ်။ဒါတွေကိုကိုကထိုင်းလိုပြောတတ်တယ်ဆိုလို့ရှိရင်တိတိကျကျတိတိကျကျပြောပြလိုက်တဲ့အတွက်ကြောင့်မလို့ကိုစားချင်တာကိုကောင်းကောင်းမွန်မွန်နဲ့အရသာရှိရှိစားနိုင်မှာပါ။ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ခန့်ငင်းတို့ကွက်တီကိုသွားစားမယ်ပေါ့နော်။ခန့်ငင်းဒီကွက်တီကိုမှာဆိုလို့ရှိရင်ဥပမာကိုကမြေပဲမစားဘူးထားပါအောင်။မြေပဲနဲ့ allergyရှိလို့ပဲဖြစ်ဖြစ်မြေပဲမစားဘူးဆိုလို့ရှိရင်မြေပဲမထည့်ဘူးလို့ပြောချင်တယ်ဒါကိုထိုင်းလိုဘယ်လိုပြောလို့ရမလဲဆိုတော့မိုင်းဆိုင်ထွာဟာလို့သုံးလို့ရပါတယ်မိုင်းဆိုင်ထွာမိုင်းဆိုင်ထွာမြေပဲမထည့်ဘူးဒါဆိုလို့ရှိရင်ကိုမကြိုက်တဲ့ဟာကိုကတိတိကျကျတိတိကျကျပြောလို့ရတယ်ဒီလိုပဲကိုထဲ့ကျင်တာဒီကိုလေတိတိကျကျတိတိကျကျပြောလို့ရတယ်။ဥပမာအနေနဲ့ဒီကွတီအိုဆိုင်နေမှာဆိုလို့ရှိရင်ခိုင်ငင်းတို့ကအသားတစ်မျိုးလေးပဲထည့်လို့ရတယ်အသားလုံးတွေလည်းထည့်လို့ရတယ်အသား2မျိုး3မျိုးထည့်ပြီးစားကျင်တဲ့သူတွေလည်းရှိနိုင်နေပေါ့နော်။ဒါဆိုလို့ရှိရင်ကိုကနေပြီးတော့ကြတော့တိတိကျကျပြောပြီးတော့မှာလို့ရတယ်။ထည့်မယ်ဆိုတာကိုဆိုင်ဆိုတဲ့စကားလုံးလေးနဲ့သုံးပါတယ်။นื้อဆိုတာအသားပေါ့နော်။ထိုင်းမှာကนื้อหมูนื้อไก่ကြက်သားဝက်သားလို့သုံးပေမဲ့နောက်ကနေပြီးတော့ไก่တို့หมูတို့ဆိုတဲ့ကြက်တို့ဝက်တို့မပါဘဲနဲ့เนื้อတစ်လုံးနဲ့လဲသုံးထားရှိပါတယ်ဒီလိုမျိုးเนื้อတစ်လုံးနဲ့သုံးတာကအမဲသားကိုပြောတာပါဒါဆိုလို့ရှိရင်တော့ကိုမှားခြင်းနဲ့အသားကိုမှားတတ်မယ်လို့ထင်တယ်နော်ဘယ်လိုသုံးပြီးမှားရမလဲဆိုတော့ဆိုင်เนื้อหมูဝက်သားထည့်မယ်ဆိုင်လူချင်းเนื้อหมูဝက်သားလုံးထည့်မယ်ဒီလိုမျိုးမှာလို့ရပါတယ်အသုံးအချက်ကကိုသွားခြင်းနဲ့နေရာကိုတိတိကျကျတိတိကျကျမေးပြီးတော့ကြာသွားလို့ရတာပေါ့နော်ဥပမာအနေနဲ့ခန်းကြီးတို့က shopping mall တစ်ခုကိုသွားမယ်ခန်းကြီးတို့က lipstick ဝယ်ခြင်းနဲ့ပေါ့နော် NYH ရဲ့ showroom ကိုသွားခြင်းနဲ့ဆိုလို့ရှိရင်ကိုကသူတို့ကိုထိုင်းလို့မေးလိုက်ခြင်းအပြင်သူတို့လည်းကိုမေးခြင်းနဲ့အရာကိုလွယ်လွယ်ကူကူမြန်ဆန်ဆန်နဲ့သိသွားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုလိုချင်တဲ့နေရာကိုအချိန်ကုန်တက်တာလူပင်မန်းတက်တာပြီးတော့ကြတော့မြန်ဆန်ဆန်ရောက်မှာပါဒါဆိုလို့ရှိရင်ကိုကဒီ NYH showroom ကိုသွားခြင်းနေဆိုတာကိုဘယ်လိုပြောလို့ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာတစ်ခါတည်းပြောပြပေးလိုက်မယ်เนาะဘယ်လိုပြောလို့ရလဲဆိုတာอยากไปร้าน NYH ค่ะอยากไปร้าน NYH ค่ะဒီ NYH ဆိုတဲ့နေရာမှာကိုသွားခြင်းနဲ့ဆိုင်ကိုထည့်သုံးပြီးတော့ပြောလို့လည်းရတယ်เนาะဥပမာကိုကအင်းကြီးဆိုင်ကိုသွားခြင်းနဲ့ဆိုရင်อยากไปร้านเสื้อค่ะဘယ်လိုသွားလို့ရလဲဘယ်လိုပြောမလဲဆိုတော့ไปยังไงได้ไปยังไงได้ไปยังไงได้လို့သုံးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ခိုင်ကြီးတို့ထိုင်းဘာသာစကားကြောင့်ကိုယ့်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုအကျိုးကျေးဇူးတွေအများကြီးရှိနေလဲဆိုတာကိုသိသွားမယ်လို့ထင်ပါတယ်ထိုင်းဘာသာစကားကိုအချိန်တူတူအတွင်းမှာအလွယ်ကူဆုံးအယူရှင်းဆုံးနည်းနဲ့တကယ်တက်ချင်တယ်ဆိုလို့ရှိရင်တော့ခိုင်ကြီးတို့ရဲ့ထိုင်းဘာသာစကားတင်တဲ့ကြောင့်မှလာပြီးတော့တက်လို့ရပါတယ်။ဒါပြောသီးသန့်ပဲတက်ချင်တယ်ဆိုလို့ရှိရင်တော့အောက်က comment မှာ TS2 လို့မှန်ခဲ့ပေးပါ။